မရီတူကြော်တွားတီတူဖော်စားပေါ့ဗျာဟိုက်ဆန်ကတော့ကျွန်တော်ကြိုက်တဲ့ brand name မှာပါတယ်ဒါပေမဲ့သူ့ရဲ့ brand name လောက်တဲ့ speed ကတော်တော်နှေးရလို့ပြောလို့ရတယ်ဒါကျွန်တော်နိုင်ငံမှာပေါ့ဟိုက်ဆန်ကတော့ကျွန်တော်စီမှာလက်ရှိရောင်းနေရတော့ washing machine ပဲ washing machine မှာဆိုရင်ကျွန်တော်ရောင်းတာကတော့တနည်းအားဖြင့် 8kg 10kg ပေါ့နော်ဒီဝင်းချင်းကိုရောင်းတယ်နောက်တစ်ခုကကျတော့ဒီ high set မှာအခုကျွန်တော်ရောင်းမဲ့က washing machine auto washing machine က 8kg high set ကိုဘာကြောင့်ကြိုက်လဲလို့မေးလို့ရှိရင်ကျွန်တော်အတွင်းအပြင် design သူတိစောက်ထားတဲ့ပုံကအသေးစိတ်ကအစဟိုဘယ်လိုခေါ်မလဲလှုပ်ထားပေးတာဖြစ်တဲ့အတွက်တနည်းအားဖြင့်တော့စေနာပါတယ်စနစ်ကြတယ်ပေါ့ဗျာကျွန်တော်ပြောနေကြစကားပါပဲသူကဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ temper glass ထူတဲရှိတယ်ပြီးရင် temper glass အဖုံးကလည်း hydraulic door system ပါတယ်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်သူကအဝိရှော်ဆက်ညီမညီပေါ့အဝိရှော်ဆက်ရဲ့သဘောတော်ဘာကတော့ကျွန်တော်တို့ကရေပြင်းကြီးပေါ်မှာတကယ်ကိုညီညီလေးထားမှအဝိရှော်ဆက်ကအထဲမှာကျွန်တော်တို့ကဒီညှစ်တဲ့အခါမှာပဲရှော်တဲ့အခါမှာပဲဖြစ်ဖြစ်ဘဲလန့်ညီမှအဝိရှော်ဆက်မပြတ်မှာပေါ့ဗျာနော်သူကဒီမှာရေချိန်ပုံစံမျိုးလေးပါတယ်ဒါကကျွန်တော်တို့ကညီမညီပေါ့နောက်တစ်ခုကကြတော့သူကဒီမှာဆိုလို့ရှိရင်သူ့ရဲ့ button တွေကတနည်းအားဖြင့်တော့ကျွန်တော်တို့ cap ပေါ့ cap ကဒီအောက်မှာထည့်ထားပေးတယ်နောက်ပြီးတော့လို့ရှိရင်သူက cap ရဲ့အပေါ်မှာဒီကောက်ဒီ temper glass အဖုံးလေးက sun shape ပုံစံမျိုးလေးထည့်ထားပေးတယ်သုံးထားတဲ့ကျွန်တော်တို့ body ဆေးသားကလည်းခုနလိုမျိုးထူထူထဲရှိတယ်နောက်တစ်ခုကသုံးထားတဲ့ဒီကုတ်တင်တွေကလည်းဒီရေမှာဓာတ်ထုပေါ့ဟိုမှာထုံဓာတ်တို့တန်ဓာတ်တို့အငံဓာတ်တို့ပါလို့ရှိရင်တော့လွယ်လွယ်ကူကူပြောတော့ဆေးတွေကွာပြီးတန်ကြီးမလိုက်နိုင်ဘူးဗျကဲ site ကလည်းအနေတော် site တနည်းအားဖြင့်တော့ကျွန်တော်တို့တထောင်စွန်းစွန်းလောက်ပဲရှိမယ်ပတ်လည်းတထောင်စွန်းစွန်းလောက်ပဲရှိမယ်အမြင့်ကလည်းကျွန်တော်ဒီလောက်ပဲရှိတယ်တိုက်ခန်းမှာပဲထားတာကျွန်တော်တို့ကွန်ဒိုလိုနေရာမျိုးမှာပဲထားတာလုံးရင်းအိမ်မှာပဲထားတာတကူကြီးတကောင်မှာတကာရာဓမားပဲဖြစ်ဖြစ်ကျွန်တော်တို့မိသားစု၄-၅ယောက်လောက်ရှိတဲ့လူပဲဖြစ်ဖြစ်လုံးဝကွက်တိဖြစ်တဲ့ 8kg Hisense ရဲ့ auto washing machine ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Deco 7 electronic hardware ကိုကြွားလန်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်